ဒီကတပုတ်လုံးကို AI ကိုမြန်မာစာတန်းထိုးတာမြန်မာစကားပြောတာပြီးရင်ဗီဒီယို editing လုပ်တာတဲ့အကုန်လုံးကိုလုပ်ခိုင်းမှာဖြစ်ပါတယ်အဲ့ဒါကဘယ်လိုလုပ်ရလဲဆိုတာကိုကျွန်တော်လည်းဒီဗီဒီယိုလေးမှာလိုက်ကြည့်ကြည့်အောင်ကျွန်တော်တို့ဗီဒီယိုတစ်ပုတ်ကိုလုပ်တော့မယ်ဆိုအရင်ဆုံးဗီဒီယိုရှာရမယ်။ဒီကဗီဒီယိုကိုဘယ်မှာရှာရမလဲဆိုတော့ YouTube မှာဝင်လိုက်ပြီးတော့ Movie ကဆိုပြီးတော့ရိုက်ချလိုက်။အဲ့မှာကိုနဲ့အဆင်ပြေမဲ့ဗီဒီယိုတစ်ပုတ်ကိုလိုက်ချလိုက်ပေါ့နော်ကိုရှာလို့တွေ့ပြီဆိုတာနဲ့အဲ့ဗီဒီယိုကိုတောင်းမယ်။ဟုတ်ပြီဒီဗီဒီယိုဆိုရင်ကျွန်တော်ပြထားတဲ့ဗီဒီယိုဆိုရင်ဒါမစိုးဘူးပေါ့နော်သူအင်္ဂလိပ်စာတန်းလို့လဲပါတယ်။record တစ်ပုတ်လည်းဖြစ်တယ်ဆိုတော့ copy link ယူလိုက်ပြီးတော့ကျွန်တော်တို့ဘယ်ကိုသွားမလဲဆိုတော့ Chrome ထဲကိုသွားမယ်။ပြီးရင် YouTube video downloader ဆိုပြီးတော့ရိုက်ချလိုက်အဲ့မှာကြာလာတဲ့ဟိုအစိမ်းလေးနဲ့ဟာကိုကျွန်တော်ကတော့ down နေကြပေါ့နော်အဲ့ဥစ္စာကိုရိုက်ချမယ်ပြီးရင်ဒီထဲမှာကိုယူလာတဲ့ဥစ္စာကို copy link ယူလိုက်မယ်ပြီးရင် page နှိပ်လိုက်ပြီးတော့ဆို download ဆိုတာလေးကိုနှိပ်မယ်အိုင်မကောင်းတော့နည်းနည်းတော့ကြာပါတော့ကျွန်တော်ကတော့ဒီမှာအလုပ်ထဲမှာလကားရတဲ့ wifi နဲ့သုံးနေတာဆိုတော့အဲ့ရန်သိမကောင်းဟုတ်ပြီနည်းနည်းစောင့်လိုက်ပေါ့โอเคကျွန်တော်စောင့်ရစိတ်မရှိဘူးတခြား remake ကနေကျွန်တော်တောင်းလိုက်မယ် remake ထဲကိုဝင်လိုက်ပြီးတော့ remake ကကျွန်တော်တုံးနေကြဒါပေမဲ့ तू ကကြော်ညာတွေတော့နည်းနည်းတက်တယ်ကြော်ညာလေးတွေတက်လို့ဆိုရင်ကြော်ညာလေးတွေကိုဖျောက်လိုက်ပြီးရင် remake ထဲဝင်လိုက်ပြီဆိုတော့အဲ့က link ယူထားတယ်ဆိုရင် तू copy တစ်ခါတည်းတန်းပြတယ်အဲ့ဥစ္စာကို download နှိပ်လိုက်ပြီးရင်ဒီဟာလေးကို down မယ်ကိုကြိုက်တာနဲ့ down လို့ရကျွန်တော်တော့1080နဲ့ down လိုက်မယ်down ပြီးလိုက်ဆိုလဲအဲ့လိုကြော်ညာလေးတွေကတော့ तू ကတော့တက်တယ်ပေါ့နော်အဲ့ကြော်ညာလေးတွေကိုကျွန်တော်တို့ကကြော်ညာလေးတွေကိုဖျောက်ပေးဟုတ်ပြီကြော်ညာလေးအကုန်လုံးဖျောက်ပြီးသားဆိုကျွန်တော်တို့ဗီဒီယိုရပြီးသွားပြီပေါ့နော်ကျွန်တော်တို့ဗီဒီယိုရပြီဆိုတော့လည်းကျွန်တော်တို့ဘာလုပ်ရလဲဆိုတော့ crown ထဲမှာဝင်လိုက်မယ်ပြီးရင်ကိုလှုပ်ထားရနော်အဲ့က AI စံနဲ့ထည့်ထားတဲ့ဥစ္စာကိုကျွန်တော်တို့သွားမယ်တခါတည်း website လေးပေါ့နော်ကျွန်တော်တို့လှုပ်ထားတဲ့ဥစ္စာအဲ့ထဲဝင်လိုက်ပြီးရတယ်ကျွန်တော်တို့ဒီမှာပြတယ်သူအသုံးပြုနေလမ်းညွှန်ဆိုပြီးအကောင်ရှိတယ်အဲ့မှာမြန်မာစာတန်းတို့လုပ်မလားဒါမှမဟုတ် AI ကိုကြည့်ပြီးတော့တခါတည်းဗီဒီယိုထုတ်ခိုင်းမလားမြင်းတာမဖြောက်ခွင့်နဲ့မြန်မာစာတန်းလုပ်မလားဒီမှာတီဟာတို့နီလာတို့အကုန်ပါတယ်အဲ့မှာကိုကြိုက်တဲ့အတန်ကိုယူပြီးတော့ကျွန်တော်တို့ထည့်မယ်ပေါ့နော်ကျွန်တော်ကတော့တီဟာကိုသုံးနေကြဆိုတော့တီဟာနဲ့တောင်းမယ်ပြီးဒီမှာဗီဒီယိုရွေးပါဆိုတာရှိတယ်အောက်နားလေးမှာအဲ့မှာဗီဒီယိုရေးပါဆိုတာရှိတယ်ဗီဒီယိုရေးပါဆိုတာလေးကိုကျွန်တော်တို့နှိပ်လိုက်ပါနော်ကိုခုန down လာတဲ့ဗီဒီယိုကိုကျွန်တော်တို့ထည့်လိုက်မယ်ထည့်ပြီးလိုက်ဆိုအမှ BGM ဆိုတာတော့ background music ကိုပေါ့နော်ကိုက copyright လုပ်အောင်လို့ထည့်တာမထည့်လေရတယ်ဒါပေမဲ့ copyright တွေပါနည်းနည်းအတန်ရှုပ်ထွေးသွားအောင်လို့ထည့်လိုက်တဲ့ပေါ့နော်ဒါပေမဲ့ကိုကအတန်သွင်းမှာဖြစ်တယ်ဒီဥစ္စာတော့မလို့ကြပြတယ်ကျွန်တော်ပြလိုက်တာပေါ့နော်ပြီးရင်ကျွန်တော်တို့ APN key ကတော့ကျွန်တော်တို့ဒီမှာတစ်ခါလေးကျွန်တော်ထည့်ပြီးသားပေါ့နော်ကိုက APN key လောက်ထားတာserver ကြက်မှာဆိုလို့ကိုရဲ့ APN key နဲ့ကိုကလောက်ထားတာပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့ဒီမှာ channel name ထည့်မယ်ကိုကြိုက်တဲ့နာမည်ပေါ့နော်ကိုရဲ့ channel name ထည့်မယ် channel name ထည့်ပြီးတော့အမှ channel logo ဆိုတာလေးရှိတယ်အဲ channel logo လေးရဝင်လိုက်ပြီးရင်ကို logo လောက်ထားမှာပေါ့နော်ကိုရဲ့ logo ကိုကျွန်တော်ကတော့ဒီမှာ KNSET logo လေးကိုကျွန်တော်ရွေးလိုက်တယ်ရွေးပြီးရင်ကျွန်တော်ထည့်လိုက်တယ်ထည့်ပြီးရဆိုအပေါ်လေးကိုနည်းနည်း set တင်လိုက်လို့ဆိုတော့ဘာရှိလဲဆိုတော့အမှ 720p နဲ့ထုတ်မလားဒါမှမဟုတ် 1080p နဲ့ထုတ်မလားကြိုက်တာနဲ့ထုတ်လို့ရတယ်အဲ့ဒါကကိုရွေးမယ်ပြီးရင်ဒီမှာမီတာလှည့်တာဘာညာတရကအကုန်လုံးလုပ်လို့ရတယ်ပြီးရင်မြန်မာစာတန်းတို့ကိုသူကတစ်ခါတည်းဝါဖို့အတွက်ကိုအဲ့ကစာတန်းနေရာမှာဝါတဲ့ဥစ္စာလေးကိုအောက်ကနေပြီးတော့နည်းနည်းပါရွှေ့ပြီးတော့ချိန်ညှိမယ်ပြီးရင်ဝါတဲ့အကျယ်အပြုအကျုံးချဲလေးကိုကျွန်တော်တို့ချိန်လို့ရတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ချိန်မယ်အပေါ်လေးကိုနည်းနည်းတင်မယ်ဒီမှာဒါဆိုရင်ကျွန်တော်တို့အုပ်သွားပြီမနော်စာတန်းအုပ်သွားနေထားဆိုရင်ကျွန်တော်ရပြီအဲ့နေနဲ့ဆိုရင်ရပြီဆိုရင်ကျွန်တော်အဲ့ဒါအဝါပြီးကိုကျွန်တော်ထားမယ်ကျွန်တော်73လောက်ပဲထားရပါတော့ဒါအိုင်ဝါကနောက်ကဗီဒီယိုပျောက်သွားမှာဆိုလို့ပြီးရင်မီတာပဲညာလှည့်မယ်အော်တိုဇုံမှာအေဒီယိုဖရစ်တာကာလာဖရစ်တာတွေအားစားအကုန်လုံးထည့်လို့ရတယ်ပြီးရင်မြန်မာစာတန်းထိုးမယ်အခုနောက် update မှာဆိုရင်ကျွန်တော်လုပ်ပေးထားတယ်ဒီစာတန်းထိုးတာက4မျိုးလောက်ထိထိုးလို့ရ subtitle တွေကိုကျွန်တော်တို့ထိုင်းပါမယ်အင်္ဂလိပ်ပါမယ်အကုန်လုံးအဲ့လိုမျိုးပေါ့နော်ကိုကြိုက်တာနဲ့ထိုးလို့ရတယ်ပြီးရင်part 1 part 2 part 3အဲ့ကဥစ္စာတွေကကျတော့ဗီဒီယိုအရန်ခြေဝိုင်းဆိုပတ်ခွဲပေးလိုက်လို့ရတယ်ခွဲပြီးတော့ထုတ်တယ်ဆိုရင်လည်းထွက်လာရင်ကျတော့တပုတ်ထဲမှာပဲတူတူထွက်လာမှာပေါ့နော်ကျွန်တော်စကားပြောတဲ့ဟာတွေသူကဟိုပြန်ပြီးတော့ချိန်မိတဲ့ချိန်မှာဒီ part 1 part 3 part 4ခွဲထားရင်ကျတော့ပို့ပြီးတော့ကြိုက်တယ်ပေါ့နော်အဲ့လိုရုပ်တံကြိုက်အောင်လို့ဆိုပြီးတော့ကျွန်တော်တို့ကခွဲပေးထားတာပါပြီးရင်ဒီ
ကျွန်တော်တို့နည်းနည်းစောင့်ရတယ်ပေါ့နော် line ကောင်းရင်တော့ခဏပဲ line မကောင်းရင်လည်းနည်းနည်းစောင့်ရတယ်ဒီဟာဆိုရင်ပထမတစ်ဆင့်တက်သွားပြီအတန်ခွဲထုတ်ပြီးတော့ညမှာဘာသာကိုပြန်လိုက်တယ်ပေါ့နော်အဲ့ပြီးရင်ကျွန်တော်ဒီမှာ line နဲ့နှေးလို့ internet ကကောင်းခွဲလိုက်တယ်နည်းနည်းစောင့်ရတယ်ပေါ့နော်ဒီဟာဆိုဒုတိယအဆင့်ညမှာအတန်ဖန်တီးပြီးသွားပြီပေါ့နော်သူထဲမှာပဲအကုန်လုံးလုပ်နေကျွန်တော်တို့ဘာမှလုပ်ပေးကြမလို့ AI ထဲမှာပဲသူကသူတီးစောင့်နေတယ်ဗီဒီယိုတစ်ပုဒ်ကိုပြီးရင်ကျွန်တော်တို့ဘယ်လိုပြောမလဲထမင်းခူးပြီးသားခတ်ပြီးသားအရန်တင်စားတဲ့ဗီဒီယိုပေါ့နော်ထွက်လာမှာပေါ့နော်ကျွန်တော်လည်းဒီကြည့်ကြည့်လိုက်ကျွန်တော်လုပ်ပြနေဟုတ်ပြီဒီဟာဆိုရင်ထွက်လာပြီဆိုရင်ကျွန်တော်တို့အဲဥစ္စာကိုကြည့်လိုက်မှာပေါ့နော်ကျွန်တော်ဖွင့်ပြီးတော့ကြည့်လိုက်မှာဒါကျွန်တော် recording လုပ်ထားတော့ကျတော့အတန်ကိုကျွန်တော်ပိတ်ထားတဲ့အတွက်ကြောင့်အဲ့ကဒီလိုဆိုအတန်ရဲ့တခါတည်းပါပြီးတော့ညီမတို့ပြောတဲ့ဥစ္စာကိုကျွန်တော်ပြီးသွားလို့ဆိုဒီဗီဒီယိုလေးကိုအဆုံးသတ်မှကျွန်တော်ထည့်ပေးထားမယ်ဘယ်လိုထွက်လာလဲဆိုတော့ကျွန်တော်ကြည့်ရပေါ့နော်ကြည့်လို့တကယ်လို့အတန်နဲ့ဗီဒီယိုနဲ့မကိုက်ဘူးဆိုရင် 1.1 တော့ 1.15h တို့သူညှိလို့ရတယ်အဲ့လိုညှိလိုက်မှာကျွန်တော်အားလည်းကိုက်တယ်ဆိုတော့အားလောက်ကြမလို့အဲ့ဗီဒီယို download ဆွဲမယ်ဆိုတာလေးကိုနှိပ်လိုက်တယ်ဒီမှာ download ဆွဲမယ်ဆိုတာအပေါ်မှာ down နေဟုတ်အပေါ်ဆုံးထိပ်မှာ down နေတောင်းပြီးသားဆိုရင်ကျွန်တော်တို့ကလာလေးလောက်တော့မယ်ကလာရဲမှာဆိုရင်အမှကြည့်ကျွန်တော်ရဲ့ channel name ရဲ့ပြီးရင် logo လေးအပေါ်မှာထိပ်မှာရောက်နေရတွေ့လိမ့်မယ်ပြီးရင်ကျွန်တော်အဲ့အရာနည်းနည်းကြည့်လိုက်မကြည့်လိုက်အဆင်ပြေသွားပြီဆိုရင်ကျွန်တော်တခါလေး Facebook မှာကျွန်တော်တင်ပြီးတော့ copyright လို့မလို့ကိုပြပေးမယ်ဟောဒီကနေတင်လို့ဆိုရင် copyright ကစစ်လို့မရအောင်ကျွန်တော်တို့ Chrome သွားမယ် Chrome သွားပြီးတော့အမှ database နဲ့ပေါ့နော်အဲ့မှာကျတော့ကျွန်တော်တို့တင်လိုက်ပြီဆိုတာနဲ့ဗီဒီယိုတစ်ခါလေးသူကဗီဒီယိုမတက်ခင်က copyright လို့မလို့တစ်ခါလေးစမ်းသပ်လို့ရပါပေါ့နော်အဲအကြောင်းမလို့ကျွန်တော်အဲ့မှာသွားမယ်အဲ့မှာကျွန်တော်ရဲ့ page ပေါ်လာပြီမှာကျွန်တော်ရဲ့ page ပေါ့နော်ဒါကျွန်တော်ဒီဟာတွေကိုဒီလိုနဲ့ပဲထုတ်ပြီးတော့ကျွန်တော်တင်ထားတယ်ဒီမှာအောက်မှာဗီဒီယိုတွေအားကြီးပဲတန်းစီနေတယ်ဒီ page လေးကိုပြန်ရမ်းတာလည်းမကြားသေးဘူးတစ်ပတ်လောက်ပဲရှိသေးတယ်ပေါ့နော်တစ်ပတ်အတွင်းမှာကျွန်တော်တို့ view မစိုးလို့ပြောလို့ရတယ်ပေါ့နော်အဲကြောင့်မို့ကျွန်တော်လာပြီးတော့အသုံးဝင်လို့နီလန်းလေးကိုလာပြီးတော့မျှဝေတာဖြစ်ပါတယ်။ဒီမှာကျွန်တော် edit video နှိပ်မှာပေါ့နော်။ edit video နှိပ်မှာvideo upload တင်လိုက်မယ်နော်။ video upload တင်မယ်ဆိုရင်ကျွန်တော်အဲ့က video ခုနယူလာတဲ့ဥစ္စာကို video ရွေးလိုက်မယ်နော်။ရွေးပြီးတော့ upload တင်လိုက်မယ်။ upload တင်လိုက်ဆိုရင်အမှအပေါ်လေးမှာရှိတယ်။ဥစ္စာလေးကသူက100%ပြည့်မှကျွန်တော် copyright checking အောင်သွားမှာပေါ့နော်။အဲ့ဥစ္စာမပြည့်သေးတော့နည်းနည်းစောင့်ရမယ်။ဒီကမီတာပိုင်းတွေပိုင်းများရင်တော့ပို့ပြီးတော့အဲဥစ္စာကကြားတယ်ပေါ့နော်ကျွန်တော်တို့ကနောက်ဆိုရင်ကျွန်တော်နောက်ဗီဒီယိုတွေမှာကျွန်တော်ပြောပြမယ်အဲ့ကမီတာပိုင်းကို quality မကျသွားဘဲနဲ့မီတာပိုင်း short ရှာတဲ့နီလန်ကြီးပြီးရင်ဖြစ်ကက်ထဲမှာနည်းနည်းပါးဗီဒီယို editing လုပ်တဲ့ဥစ္စာအရေးကြီးတဲ့ဟာတွေပေါ့နော်တချို့ကအများသောအားဖြင့်တော့ဒီ line ပေါ်မှာအကုန်လုံးကပြောပြထားတာရှိရပေါ့နော်ဒါပေမဲ့တချို့ပြဿနာဖြစ်တဲ့ဟာလေးရှိတယ်အဲ့ဟာလေးတွေကိုတတိချာရှင်းပြထားတာမရှိဘူးပေါ့နော်ဒါပေမဲ့ကိုယ်တိုင်လေးလာပြီးသွားလို့ဆိုရင်တော့တွေ့ရပေါ့နော်အဲ့လိုမျိုးတွေ့တဲ့ဟာလေးတွေကိုကျွန်တော်တကူတကလာပြီးတော့ပြောပြပေးမှာပေါ့နော်ကျွန်တော်နောက်ဗီဒီယိုတွေမှာလည်းပြောပြပေးမှာကျွန်တော်ရဲ့ account လေးကို follow လုပ်ထားလိုက်ပါပြီးရင် subscribe လေးလုပ်ထားလိုက်ပေါ့နော် YouTube မှာဆိုရင်လည်းနောက်ထပ်ဗီဒီယိုလေးတွေကျွန်တော်လက်တွေ့အသုံးကျတဲ့ဗီဒီယိုလေးကျွန်တော်လာပြောပြပေးမယ်ကျွန်တော်တို့အဲ့မှာ copyright checking လုပ်နေပေါ့နော်အဲ့လေးကအစိမ်းအောင်လေးပြောင်းသွားပြီးတော့ဒီမှာဆိုပြောင်းသွားပြီနော်အဲ့ဒါဆိုရင် copyright လွတ်သွားပါပြီโอเคလားနောက်ထပ်ဗီဒီယိုတွေမှာတွေ့ကြမယ်ကျွန်တော်သိချင်တာချင်းရှိလို့ဆိုရင်အောက်က comment လေးမှာမေးခဲ့ပြီးလို့ရတယ်ဒီမှာကျွန်တော်တို့နောက်ထပ်ကျွန်တော် movie ကလုပ်လို့ဆိုရင်ဖြစ်များတဲ့ပြဿနာလေးတွေကျွန်တော်လာပြောပြပေးမှာနော်ဒီကကိကတ်ထဲမှာဆိုရင်စာတန်းထိုးလို့ဆိုရင်စာတန်းတွေထပ်နေတာတော့ဘာလို့အဲ့ဒါဖြည့်ရှင်းတဲ့နည်းလမ်းရှိပါတယ်သမီးဖြစ်သူဟာလူမိုက်တစုရဲ့လက်ချက်နဲ့လမ်းမပေါ်မှာအသက်ခံလိုက်ရတဲ့တနက်တန်ကြားချင်းဖခင်ဖြစ်သူဟာအပြင်ကိုချက်ချင်းပြေးထွက်သွားပြီးလူသက်သမားကိုလုံးထွေးတပ်ပုတ်ကမျက်နှာဖုံးကိုဆွဲခွာလိုက်တဲ့ရဲတွေကလူသက်သမားကိုဖမ်းဆီးနိုင်ခဲ့ပေမဲ့သမီးလေးကတော့ဆုံးပါသွားခဲ့ပြီးစေယုံကလည်းသမီးလေးကိုမကယ်နိုင်တော့တဲ့အတွက်ဇနီးဖြစ်သူဟာငိုကြွေးကြေကွဲနေခဲ့ရတယ်လူသက်သမားဟာပြင်းထန်တဲ့ပြစ်ဒဏ်ရမယ်လို့ထင်ခဲ့ပေမဲ့ဥပဒေအရာရှိကအများဆုံး9နှစ်ပဲကြာခံရမှာဖြစ်ပြီးအကျင့်ကောင်းရင်3နှစ်နဲ့ပြန်လွတ်လာနိုင်တယ်လို့ပြောခဲ့တဲ့ဒါကိုဖခင်ဖြစ်သူကလုံးဝလက်မခံနိုင်ဘူးတရားခွင်ရောက်တဲ့အခါလူသက်သမားရဲ့ရန်စတဲ့အကြည့်တွေကိုရင်ဆိုင်ရင်သူဟာဒီလူကိုလူသက်သမားဟုတ်မဟုတ်မသေးချဘူးလို့ထွက်ဆိုလိုက်တဲ့ဒါကြောင့်အမှုပလက်လိုက်ပြီးလူသက်သမားလွတ်မြောက်သွားခဲ့တယ်သူ့ရဲ့လွတ်မြောက်မှုကိုအောင်ပွဲခံဖို့အကိုဖြစ်သူကလာကြိုတယ်ဒါပေမဲ့ဖခင်ဖြစ်သူကတော့သူတို့နောက်ကိုတောက်လျှောက်လိုက်သွားခဲ့တယ်ညဘက်မှာတော့ဖခင်ဖြစ်သူဟာကားကိုအရှိန်မြင့်ပြီးလူသက်သမားကိုဝင်တိုက်ပစ်လိုက်တယ်ပြီးတော့ baseball တုပ်ကိုယူပြီးလူသက်သမားကိုအသေးရိုက်တက်ပစ်လိုက်တယ်